Tata Bhagavato Arahato Sama Sambuddhassa Namo Tassa Bhagavato Arahato Sama Sambuddhassa Namo Tassa Bhagavato Arahato Sama Sambuddhassa 21 ရက်လောကအရိပြောယနေ့21ရက်6လ2019ခုနှစ်ဒေါ်နီနီသိန်းတို့ဒေါ်ဆန်းဆန်းသိန်းတို့အိမ်မှာဆရာဦးမောင်ကတရားဟောပြောပါတယ်။အဲ့ဒီစံသိန်းအခုကအပယ်လို့ဖို့အတွက်စိတ်ချပြီလား။စိတ်ချပြီ။အဲ့ဒီလိကိတမရှိရလေသူအမှန်တိုင်းပြောတာ။ဒီမှန်တိုင်းပြောရမယ်စီ။စိတ်ချပြီ။အဲ့ဆိုတရားပြတ်တော့ဖြစ်နေ။ပြတ်တော့ဖြစ်တာကိုယ့်ကိုသွားပြီးတော့ဒီကိုယ့်ကိုလင်းလာဖြစ်တယ်ဟုတ်တာပေါ့။နောက်လင်းလာတာအပိစမရှိ။ဟုတ်တယ်။ဒီကအထင်သေးတဲ့ခဏဒါပေါ့ကိုယ်ခံပါဟုတ်တယ်အဲ့ဒါဆိုတော့အပယ်လို့ဖို့ဆိုလို့ရှိရင်အကုန်လုံးကတော့အပယ်လို့ရှင်ရတာပေါ့နော်အပယ်လို့ရဆိုတော့ဟုတ်လားအပယ်ကိုသိရမယ်ဟုတ်လားအပယ်ရောက်ကြောင်းသိရမယ်နောက်အပယ်လွတ်တာကိုသိရမယ်လွတ်ကြောင်းအသိကိုသိရမယ်ဒါအချင်းချင်းပြောတော့သစ္စာတွေရပါသစ္စာလေးပါတရားပါပဲအဲ့တော့အပယ်လို့ရှင်ရတဲ့ဌာနတော့ဘုရားဘာသာမှန်ရင်အကုန်လုံးရှိကြတာဒါပေမဲ့အပယ်ဟိုမလွတ်နိုင်ရဘူးပေါ့နော်ပြန်မှန်းစင်းနေအပယ်ဘာကြောင့်ကြတာလဲပါဠိလိုမပြောပဲသဘာဝပြောမယ်ဆိုရင်ဟာအရေးကိုအကောင့်တယ်လို့သဘာဝပြောပါဆိုအဲ့တော့အာယုန်တွေကိုအာယုန်အရေးတွေကိုမသိဘူးအာယုန်မှာပေါ်လာတဲ့အာယုန်အရေးတွေကိုအရေးမှမသိတဲ့အခါကျတော့အဲ့အရေးတွေကိုအကောင့်ထင်တဲ့အခါမှာအဲ့ဒါအပယ်ကြတာအဲ့မြင်တာဒီပါယုံဆိုလဲအာယုံပဲကြားတာတတ္တယုံဆိုလဲအာယုံပဲနာနာကဏ္ဍယုံဆိုလဲအာယုံပဲဟုတ်လားစားတာရတာယုံဆိုလဲအာယုံပဲဟုတ်တယ်မလားထိတာဖောရဘယုံဆိုလဲအာယုံပဲတွေးတာဓမ္မယုံဆိုလဲအာယုံပဲဒါပေမဲ့ကျွန်တော်တို့ကအာယုံတွေပြောပေမဲ့အဓိကကျွန်တော်ဆက်ဆံထိတွေ့နိုင်တာကဓမ္မယုံတစ်ခုလည်းပဲထိတွေ့နိုင်တယ်ဟုတ်လားဓမ္မယုံဆိုမြင်ပြီးသားယူပါယုံကြားပြီးသားတတ္တယုံနာမိသားကဏ္ဍယုံစားပြီးသားရတာယုံဟုတ်တယ်တိပိသားဘောရဘယုံဆိုတော့အဲ့ဒီဟာလာအာယုံပိပိသားအာယုံအရေးတွေကိုပဲကျွန်တော်မနှောဝိညာဉ်ဆက်ဆံပြီးတော့သိနိုင်တာလေဟုတ်တယ်အဲ့တော့အဲ့ဒါတွေဟာအခုအာယုံဆိုတဲ့ပုံမှာယူပါယုံအာယုံတတ္တယုံအာယုံခန္ဓာယုံကလည်းအာယုံဇီဝယုံကလည်းအာယုံဘောရဘယုံလည်းအာယုံဆိုတဲ့အဲ့ဒီအာယုံဆိုတဲ့အတိတွေပုံမှာဟာလာတန်တရားမရှင်းသေးဘူးဆိုရင်အဲ့အာယုံတွေကအရေးဖြစ်နေအရေးတွေကအကောင်ဖြစ်နေမယ်ဆိုရင်တေမပဲကြမှာဘူးလည်းကြနေမှာနောက်လည်းကြအောင်မှာပဲဘယ်တော့လည်းကြနေခဲ့တာပဲပြောတယ်အဲ့တော့ဤရောအနန္ဒာပထမဆုံးသောတာပန်ဖြစ်တာရှင်ပုံနာမထေရှိဟဟလားသောတာပန်ဖြစ်ပြရခဲ့တာပဲဟလားဘာနဲ့ဥပမာပြက်လဲဆိုမှန်တဲ့ဥပမာပြပြီးတော့မှမှန်တဲ့မှာမြင်တဲ့အရေးတွေလိုပဲဟုတ်တယ်မှန်ရှိမှကြည့်ရင်အရေးတွေမမြင်ရဘူးလားမြင်ရတယ်အဲ့ဒါတကယ်ပုဂ္ဂိုလ်တော်ဟုတ်ပါမဟုတ်ဘူးလေသဘောတည်းအဲ့ဒါတွေကအာယုံရေးဒီပဲလို့နားလဲကုန်ရသွားတဲ့အချိန်မှာအခုခေတ်မှာဒီလိုအပယ်လွတ်မြောက်တဲ့အတိတရားတွေကအခုခေတ်မှာဒီလိုဟောတာဟိုအရင်ဘုရားငုတ်တုတ်ထေရှားရှိတဲ့ကာလလည်းဒီတိုင်းပဲဟောခဲ့ရတယ်ဒါကြီးလွန်ဆန်လို့မှမရဟုတ်အခုမြင်ရတာဟိုတကယ်ယုံကြည်မြင်ရလားကျွန်တော်နဲ့တရားတူတဲ့အရေးကိုမြင်ရတယ်ဆရာပြောလို့တရားတူတဲ့အရေးကိုမြင်ရတယ်နော်ဆရာဒါဆရာပြောလို့မြင်ရတာလားကိုယ်တိုင်ဉာဏ်ဖြစ်တာလားဖြစ်ဒါဖြင့်ဟိုမှန်လို့နဲ့ကြည့်လိုက်လေကြီးမလားတော့ကြီးရတယ်တကယ်ထိုင်တဲ့လူမြင်ရလားမျက်စိပေါ်ကြတဲ့အရေးကိုမြင်ရတယ်မှန်လို့မှတွေ့ရမျက်စိပေါ်ကြတယ်အဲ့လေအဲ့မျက်စိပေါ်ကြတဲ့အရေးကကြီးတယ်မဟုတ်လားဟုတ်ကဲ့ထိုင်တဲ့လူကကြီးပါမလားဒါဖြစ်လို့ရှိရင်မျက်စိပေါ်ကြတဲ့အရေးကိုမြင်ရတာမသေးကြဘူးလားသိကြတယ်အဲ့ဆိုမှန်လို့မပါလဲပဲအရေးမြင်ရတာပေါ့ဒါမှန်လို့ပါတယ်ဆိုထင်ရှားအောင်ပြောပြတာမှန်လို့မပါလဲပဲကိုမြင်ရတဲ့အရေးကဟလာဒီဆရာဦးမောင်နဲ့တရားတူတဲ့အရေးကိုပဲမြင်ရတာမသေးကြဘူးလားသိကြပြီပေါ့အဲ့ဒါရှင်းရင်ပဲလွတ်ပြီလေပါသိခဲကြီးစဉ်းစားနေကြမှာမလို့ကဲအဲ့ဒါကိုအုတ်ထိုင်ကြည့်တော့လေဟလာဒီအရေးကိုမြင်ရတယ်မျက်စိမိတ်ပြီးတော့ဟလာဆရာဦးမောင်အာရုံပြုရင်မမြင်ရဘူးလားမြင်ရတာပဲလေအဲ့ဒါလည်းတခြားလားအရေးလားအရေးပဲလေအဲ့လိုသိရင်လွတ်မြောက်ပြီဟလာအဲ့တော့ကျွန်တော်ပြောတာဓဝါရ၅ပေါက်ရှိတယ်ကျန်တဲ့ဟာတွေဖဲလိုက်မျက်စိတစ်ပေါက်တည်းကိုပဲနားလည်ရပြီ
ဟာလာတတယုံတို့ဟာလာကန္နာယုံတို့စီကရှုပ်နေနားရှုပ်နေဦးမယ်မျက်စိတစ်ပေါက်တည်းရဲ့ဥပမာကိုထင်ရှားရင်ကိုအပေတဲ့လွတ်ပြီဘာဖြစ်လို့ပြောတာလဲလို့မေးတဲ့အခါကျတော့ဒီကနေ့ကျတော့ကတစ်ပေါက်တည်းပွင့်နေပါလေဟုတ်တယ်မလားမရဏသနာသောမှာအခုမျက်စိပေါက်ကလည်းပိတ်ပြီးနားပေါက်ကလည်းပိတ်ပြီးဟာလာနှာခေါင်းကလည်းသက်ရှိလို့မရတော့ဘူးဟာလာကိုယ်ကလည်းပဲအကြည့်တက်တွေစုပ်သွားပြီးကိုယ်မှထိလည်းမသိတော့ဟုတ်တယ်မလားအဲ့ဒီမှာဘာလဲဆိုတော့အာယုံအာရမဏိကပဲစုံစည်းရတော့ဟာလာကိုလှုပ်ထားခဲ့တဲ့ကောင်းကံမကောင်းကံတွေကုသိုလ်ကံအကုသိုလ်ကံတွေရအာယုံမှာအရေးတွေလာပေါ်တော့လာပေါ်တဲ့ခါကျတော့ဟာလာအဲ့ဒီဟာတွေကကဲတခြားလားအာယုံရေးတွေပဲလားအာယုံရေးအေးလေအဲ့ဒါဘာခက်တာပါလဲအဲ့ဒါဆိုအဲ့ဒီအာယုံရေးတွေလို့ကအဲ့ညာရှင်းသွားပြီဆိုရင်ဟာလာအခုလဲအာယုံရေးမြင်ရတာပဲဟိုထိုင်ကြည့်ရတော့အာယုံရေးဆိုတော့အရင်တော့မြင်ခဲ့တာလေအာယုံရေးတွေပဲဒီကနေ့လာမှာအာယုံရေးတာအဲ့လိုအစဉ်ရိပ်ပါလို့နားလည်သွားပြီဆိုရင်ဟလာပါဠိဘာသာမပြန်လဲပဲဟလာအာယုန်တွေကအစဉ်အရိပ်တွေပါလို့နားလည်သွားရင်အဲ့ပုဂ္ဂိုလ်ကဘေဒနာဟလာကိုယ်ပိုင်ဉာဏ်နဲ့ရဲရင်ဆိုတာထွက်မြောက်တဲ့ပုဂ္ဂိုလ်များအသိဉာဏ်ပဲဖြစ်တယ်အဲ့ဒီတော့အာယုန်ရိပ်တွေပေါ်မှာတန်တရားကင်းရမယ်အဲ့ဒီရိပ်တွေကပုဂ္ဂိုလ်တော်ဟုတ်တယ်ဘာလို့မဟုတ်တော့ရိပ်ကဘာလို့ပုဂ္ဂိုလ်တော်မဟုတ်တော့ရိပ်ကရိပ်တွေပဲအေးဘောအသက်မပါလို့ပေါ့အေးဟုတ်တယ်မလားအဲ့တော့အရေးတွေကပုဂ္ဂိုလ်တော်မဟုတ်ဘူးဆိုတာထင်ရှားတာပဲမဟုတ်အောင်လုပ်ရတာလားမဟုတ်တာနားလဲသွားတယ်မဟုတ်တာနားလဲမဟုတ်တာနားလဲသွားလေဒါဖြစ်လို့ရှိရင်ဟလာပုဂ္ဂိုလ်တော်အစင်မဟုတ်ဘူးလို့နားလဲကိုရမလို့ရသွားပြီဆိုတော့ဒါကဲ့ကဲမဟုတ်ဘူးကျန်တဲ့ဒီဓဝရတွေမစင်စားနဲ့မျက်စိတစ်ပေါက်တည်းကဥပမာတစ်ခုတည်းကိုပဲနားလဲအောင်စဉ်းစားသွားဟာဟိုမြင်ရတာတွေကဘာလို့ဒီကနေ့မြင်ရမှာလဲပဲအာယုံရိပ်တွေပဲမြင်ရမှာလေဟုတ်တယ်မလားအခုထိုင်ကြည့်တော့မြင်ရတာလဲအာယုံရိပ်တွေပဲလေအကျန်တဲ့အပေါက်အကျန်တဲ့ဒီသောတာဒွါရတို့ကဏ္ဍတော်နားမလဲရင်ဘေးဖယ်လိုက်အောင်ဟုတ်လားဒီကြာပေါက်နောက်ဆုံးပိတ်ဖြည့်ရှင်းရမှာကမနောဒွါရပေါက်ထဲဖြည့်ရှင်းရဟုတ်တယ်မလားအခုဒီကနေ့လောက်ခဲ့တဲ့ဒီကနေ့မှာဟလာအခုမျက်စိကြည်တွေချုပ်တယ်နားကြည်တွေချုပ်တယ်ခန္ဓာကြည်တွေချုပ်တယ်ကားကြည်တွေချုပ်တယ်ဒါအကုန်ချုပ်သွားပြီအဲ့ဒီမှာအာယုံအာရမဏိကနှစ်ခုနဲ့ကျန်နေကြတယ်ကျန်နေကြတော့ဒီမနောဝိညာဉ်ကမြင်ခွင့်ရတယ်ဟလာဒီကံကမ္မနိမိတ်ဂိနိမိတ်ဆိုတဲ့ရဏတဏ္ဍသောမှာမြင်ရတယ်အရေးတွေကအာယုံအရေးမှတပါတခြားရှိပါဦးအဲမရှိတော့အဲ့လိုနားလည်ပြီဆိုရင်ဒါပုဂ္ဂိုလ်တော်အစင်မဟုတ်ဘူးကိုနားလည်မသွားဘူးနားလည်သွားပြီဆိုရင်ဒါအပေတန်တွေကလွတ်မြောက်တဲ့အသိဉာဏ်ရပြီပေါ့ဒါဘာမှခက်ခဲမှာမဟုတ်ဘူးဟုတ်ကဲ့ဖြစ်ပါဦးဆရာဒါမှမဟုတ်အဲ့လိုဒီကနေ့မှမျက်စိပိတ်နေပြီမျက်စိပိတ်နေပြီအဲ့ဒီမှာတွေ့ရတာလေအရေးကြီးတယ်ဆိုတာကတော့အဲ့ဒါသိရှိနေတယ်ဆရာဆိုတော့ तू ကပိတ်ထားရင်မျက်စိထဲမှာမြင်ရတယ်အာယုံတွေပဲဟုတ်တယ်လေအခုအခက်ပြဿနာဒီလိုမျက်စိဖွင့်ပြီးလို့မြင်ရတယ်အရေးကိုပြောတာနားမလည်ဖြစ်တာပေါ့ခက်တာပေါ့အဲ့တော့မျက်စိဖွင့်ပြီးခုဒီမြင်တယ်ဒါကြီးကိုအရေးလို့ပြောတာလားကိုယ့်မျက်လုံးပေါ်လာတိုက်တဲ့အရာကိုအရေးလို့ပြောတာဒီလိုမှလာတိုက်တယ်အေးတော့ဒါကြီးကိုပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့ပြောတာလားမျက်စိပေါ်ကြားတဲ့အရေးကိုပုဂ္ဂိုလ်တော်မဟုတ်ဘူးပြောတာလားမျက်စိပေါ်မှာကြားတာပုဂ္ဂိုလ်တော်ဟုတ်တယ်အဲ့တော့ဒါကြီးကိုမြင်နေရလားမျက်စိပေါ်ကြားတဲ့အရေးကိုမြင်နေရလားတကယ်တမ်းကျမျက်စိပေါ်ကြားတာကိုမြင်ရအဲ့ဒါပြောလို့ရှိရင်ပုဂ္ဂိုလ်တော်မဟုတ်ဘူးတော့ဒါကြီးကိုပြောတာမဟုတ်ဘူးလေမျက်စိပေါ်ကြားတဲ့အရေးကိုပြောနေတာလေဟုတ်ပါဘူးဆရာအဲ့ဒါဆရာတို့ဓာကြီးရတဲ့ပုဂ္ဂိုလ်တော်ပါဘူးအဲ့တော့ဟလာအခုကဓာကြီးနဲ့ကိုကမစင်စားနဲ့ကိုနဲ့ထိတွေ့ရတဲ့အရာတွေပဲစဉ်းစားလေဟုတ်ကဲ့ပါဟလာကိုနဲ့ထိတွေ့တဲ့အရာတွေကဟလာမျက်စိနဲ့ထိတွေ့ရတယ်မျက်စိကအရေးဆိုမထင်ရှားဘူးလားထင်ရှားတာပေါ့သဘောတည်းအဲ့တော့ဒီကနေ့မှလာပြီးတော့ကဲအာယုံအာရမဏိကတွေလာတွေ့တဲ့ခါကျတော့ဒီအရေးကအာယုံကလွယ်ပြီးရှားပါလာစရာအကြောင်းရှိတယ်အဲ့ဒါနားလည်သွားရင်ဝေဒနာနဲ့လွတ်နေပြီဟုတ်တယ်အဲ့တော့ဒီအာယုံအဖြစ်မဲ့လာပြီးတော့ထိတွေ့ရမှာလေတကယ်အကောင်ထဲအဖြစ်လာမရဏတန်ဆိုရဲလာနိုင်ကြအကြောင်းရှိပါဦးမရှိဘူးဒါအပယ်လို့ဆိုတာဒီကနေ့မှအပယ်ပုံနဲ့ကြာမသွားဘူးတော့ကဒါရီအာယုံရေးပါလို့နားတဲ့သဘောပေါက်သွားတယ်ပြီးသွားပြီကဲအခုဒါကြီးကိုကန်ကြည့်လို့ရတဲ့ခန္ဓာကိုယ်ကြီးကိုပုဂ္ဂိုလ်သတ္တဝါကြီးပါလို့လူတွေဆွဲနေကြတာလေဆွဲနေကြတယ်ပေါ့တဲ့ကဲအခုဒီတဏ္ဍာနာပညာကြီးဟာဒီတဏ္ဍာနာအခုမျက်စိထဲမှာမြင်တဲ့ဒီတဏ္ဍာနာအကောင်ထွယ်လို့ထင်ရတဲ့ဒီအရာပရမတ်ကြီးလားတဏ္ဍာနာပညာကြီးလားတွေ့လေအဲ့ဒါကြီးကပုဂ္ဂိုလ်တော်မှာပေါ့တဏ္ဍာနာပညာပဲသဏ္ဍာန်ပုံစံပဲမြင်ရတာလေတကယ်ပရမတ်တရားဖြစ်တဲ့ဓာတ်လေးပါးဆိုတာကြီးကကန်ကြည့်လို့ရတယ်မျက်စိနဲ့မြင်ရမြင်ရဘူးလေအခုမြင်နေရတာတခြားလားပညာကြီးကအေးလေအဲ့ဒါပုဂ္ဂိုလ်တော်ဟုတ်ပါမလားအဲ့ဒါယူပုဂ္ဂိုလ်တော်လို့သရဏပညာကြီးကိုပုဂ္ဂိုလ်တော်လို့စွဲနေတာကွာကျွန်တော်ရှိမှာဒုက္ခရောက်တာလေအဲ့ဒါဘုံကဆွဲ
ဆွဲတာလေအဲ့တော့အကုန်လုံးဆွဲရကိုကမဆွဲအောင်ကိုကပဲတွေ့ရမှာလေအခုကျတော့ဒီတရဏပညာကြီးကိုမြင်ရတာလားအရေးကိုမြင်ရတာအရေးကိုမြင်ရတာလေအဲ့ဆိုဆရာဒါဆိုရင်အခုမြင်ရတာဟုတ်ဘက်ကဒီကနေ့ဒါပဲပေါ့ကိုအာယုံမှာထည့်ရပဲဒါပဲဘက်ကပြီးရအတိကထားမှာပေါ့ဟောဒီကနေ့စုံစည်းရမှာလဲဒါကြီးနဲ့လာမစုံစည်းရဘူးလေအာယုံရေးနဲ့ပဲစုံစည်းရမှာလေဟုတ်တယ်မလားအဲ့တော့ဒါအခုမျက်စိနဲ့ထိုင်ကြည့်ရလဲဒါကြီးနဲ့စုံစည်းရတာအာယုံရေးနဲ့စုံစည်းရတာအာယုံရေးနဲ့စုံစည်းအဲ့ဒါပေါ့မြင်ရတယ်လို့ထင်နေတယ်ဒါကရှိတယ်လို့ထင်နေတာပေါ့အဲ့တော့ရှိတယ်လို့ထင်တာကမနှောမရှိဘူးလို့သိတာကအာယုံလို့သိတာကညံဟုတ်တယ်မလားတလန်းတစ်ခုကြည့်လိုက်ဟိုအဝေးမှာမကျင်းဘူးလားကျင်းတယ်လို့သိတာမနှောမကျင်းဘူးသိတာညံဘယ်တော့လိုက်မှာညံတော့လိုက်မှာပေါ့ဥဒ္ဒရာလို့ထင်တာမနှောသူထင်မသိမနှောရှိမှာမနှောထင်နေမှာပဲဥဒ္ဒရာထင်တာထင်မသိဒါပေမဲ့တို့မြန်ပုဂ္ဂဒရာဟုတ်ဘူးဒါကြီးအာယုံကြီးအရေးကြောလို့သိတာညံပုဂ္ဂဒရာလို့ပြောမှာမနှောဥဒ္ဒရာမလို့သိတာညံဘယ်တော့လိုက်မှာညံတော့လိုက်မှာပေါ့ပုဂ္ဂဒရာကိုဒါကြီးပုဂ္ဂဒရာထင်တော့ဆိုရင်မထင်ပါနဲ့လို့သူတားလို့ရပါဘူးမရဘူးလေထင်တာရောအပြစ်ရှိလားထင်တယ်လည်းမရှိဘူးလေထင်ပါတယ်လို့ဒါပေါ့အဲ့လိုထင်တယ်အဲ့ပုဂ္ဂဒရာလို့ထင်တာဝိညာဉ်သိပုဂ္ဂဒရာမလို့သိတာပညာသိဟုတ်တယ်မလားအဲ့တော့ဝိညာဉ်သိပညာသိဖြစ်လို့ဝိညာဉ်သိတွေမဖြစ်ပါနဲ့လို့ကြားလို့ရပါမလားမရဘူးလေဟောထင်ရင်လည်းထင်ယူရင်လည်းယူကြိုက်တာဖြစ်ပါစေဒါပေမဲ့ဉာဏ်ကတော့ဒါတွေကနင်းကြတဲ့လောက်အမှားတွေထင်အမှားတွေသိနေပေမဲ့ဒါတွေကတကယ်ပုဂ္ဂဒရာမဟုတ်ပါဘူးလို့နားလည်သွားရင်ဝေဒနာတွေကလွတ်မြောက်သွားပါဒါပြင်ဘာခက်လို့လဲပဲနဲ့လို့သွားဟုတ်တော့ပြီးတော့တိပိတာပဲဆရာစိတ်မချတာပေါ့ဟုတ်တော့မလားစိတ်မချတာဟုတ်တော့ရလားနားနေလို့ပါမမအနည်းတာပြောမိဒါနားရတယ်နဲ့တိခဲ့တော့အားကြောင့်အေးပါဟုတ်တာပေါ့ဒါအားလုံးဝိုင်းဒုက္ခပဲအားမရတာပေါ့ဒါမလို့အပေကိုသိသွားပြီဟလားအပေဆိုတာပါလေအဲ့ဒီအာယုံမြင်ရတဲ့အရေးတွေကိုပုဂ္ဂိုလ်တော်လေးယူနေတာအဲ့ဒါအပေရောက်နေတာပဲလေဟုတ်တယ်မလားအဲ့တော့တကယ်မြင်ရတဲ့အာယုံတွေကိုအာယုံလို့မသိရပုဂ္ဂိုလ်တော်လေးယူတာမနှော့ကြိုက်တော့ယူစီသူ့ကိုသွားပြီးမယူပါနဲ့လို့သွားမှပြောနေဉာဏ်ကတော့ဒါအာယုံမလို့သိရင်ပြီးသွားတယ်မနှော့ဒါပုဂ္ဂိုလ်တော်မဟုတ်ဘူးလေကြိုက်တော့ပြောဒါအာယုံပုဂ္ဂိုလ်တော်မဟုတ်လို့သိသွားဉာဏ်ပဲဟုတ်တယ်မလားအဲ့လိုချင်းအပေကပါလေအဲ့အာယုံအယုတ်အရေးတွေကိုပုဂ္ဂိုလ်တော်လေးယူတာကအပေဟလားအပေယောက်ျောင်းကပါလေအဲ့ဒါတွေမရှိတာတွေအရှိထင်ပြီးပုဂ္ဂိုလ်တ attva ပါလို့ဟလားယူနေမယ်ဆိုတော့ဒါအပေယောက်ျောင်းနေကြီးညာတိပိဒီရောလေပုဂ္ဂိုလ်တ attva လို့ယူမိရောဆရာယူမိတယ်ပြဿနာမရှိဘူးလေညာပဲရှိတယ်ဆိုရပါစို့တန်လန်းတစ်ခုကဟလားအဝေးမှာကြည့်ကျင်းမနေဘူးကျင်းတယ်အဲ့ညာကျင်းဘယ်နာကျင်းတော့ဘယ်မှမကျင်းသိသွားပြီအဲ့လိုမကျင်းဘူးလို့သိသွားပြီးတော့မှပြန်ကြည့်လို့ကျင်းတယ်လို့မြင်မိရင်လို့လုံးညီမအဲ့ဒါသဘာဝပဲပေါ့အဲ့ဒါပဲပေါ့ဟုတ်တယ်မလားထင်မှာပဲထင်မှာပဲသူကသူမြင်ရင်လည်းမြင်ထင်ရင်လည်းထင်ဘယ်နာမကျင်းဘူးဆိုအသိဉာဏ်ခိုင်ခိုင်းဒါဇလန်မပြီးဘူးလားမပြီးသွားပြီပေါ့အဲ့လိုပဲပေါ့ဆိုတော့ဘူးလေဟာပုဂ္ဂိုလ်တော်လို့ထင်မှာပဲသိမှာပဲကြိုက်တယ်လို့ထင်ကြိုက်တယ်လို့သိဟုတ်တယ်မလားဒါပုဂ္ဂိုလ်တော်မဟုတ်ဘူးဆိုတော့အသိခိုင်မှာသွားပြီဆိုတော့အပေလွတ်သွားပြီဟုတ်ပြီနော်ဒါမှမဟုတ်အပေလည်းသိတယ်အပေယောက်ျောင်းလည်းသိတယ်အပေလွတ်ရလည်းသိတယ်ပုဂ္ဂိုလ်တော်ခဏမဟုတ်တာအစင်မဟုတ်တာဒါပဲအာယုန်တွေကပုဂ္ဂိုလ်တော်အစင်မလို့သိသွားတာဒါအပေထောက်ရလွတ်တဲ့နေရာပဲအဲ့ဒီတဲ့ဉာဏ်ကအပေလွတ်ရလို့ကြောင်းအသိအဲ့ဒါဆိုလို့ရှိရင်ဒါအပေတန်ត្រာမအပေအာယုန်ရေးဒီပုံမှာပုဂ္ဂိုလ်တော်လို့ဒိဋ္ဌဝစီကိစ္စတန်တရားလွန်မြောက်ပုဂ္ဂိုလ်တော်ကောအာထုဆရာကိစ္စကြောင်းမလားပြီးဆုံးလားပြီးဆုံးသွားတယ်အဲ့ဒါဆိုရင်ဗရပိစ္ဆောသူဘာပြောညာမဟုတ်တော့ဝိတ္တရိစ္ဆပတ္တဆိုကိုယ်ပိုင်ညာဖြင့်ရဲရင်ဆိုဆုံးဖြတ်နိုင်အဲ့လိုသိမှဆိုရင်အပေတန်ត្រာလွတ်မြောက်တဲ့ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ပဲဖြစ်ပါတယ်ဆရာဓမ္မစကြာမှာဆရာရှင်ကတတ္တဝါအလုံးကျွတောင်းကိုလည်းခေါ်ကြခဲ့တဲ့ဒေသနာကြီးပဲလေဟုတ်တယ်အဲ့ဒါဆိုတော့အပေဘာမှမလွတ်စရာအကြောင်းမရှိဘူးလေအဲ့တော့ဆရာကျမတော့မလွတ်ဘူးလို့ထင်တယ်ဆိုတော့မနှောရတယ်အစင်လွတ်ပါတယ်လို့သိတာပညာပြောတယ်ဟုတ်တယ်မလားအဲ့ဒါပြောတော့အကောင်ကြီးမြင်စင်းမှာပဲအကောင်လို့ထင်တာမနှောအရေးလို့သိတာကညံအကောင်လို့ထင်တာလည်းမနှောအလို့အရေးလို့သိတာညံအလို့ကိုယ်ခုဝါပိုင်းခြားသိရုံပဲမြင်နေမှာဒီနေ့ဒီမှာတစ်ခုကသွားနေမှာသွားနေမှာပဲသွားနေမှာသူဆိုလို့ရှိရင်လေမိရထားတန်လန်းကိုအသိမှတ်ထားလိုက်မိရထားတန်လန်းကိုကြည့်လို့ရှိရင်ကျင်းတယ်လို့ထင်နေရတယ်ဒါပေမဲ့ညာသိတာမကျင်းဘူးဆိုတာသိတယ်အဲ့တော့ကျင်းတယ်လို့ထင်တာမနှောသိ
ညံကတကယ်မကျင်းဘူးဆိုတာပြနေတာညံသိအဲ့ဒီဟာကိုပြအသိမှတ်တာမိရသာတန်လိုက်နဲ့သိမှတ်တာ မှတ်ထားတယ်အဲ့ခုရဲ့အဲ့ example တစ်ခုရဲ့ ဟုတ်တယ်မှန်တယ်လားပဲ အဲ့ဒါကောင်းတယ် ဟုတ်တယ်အဲ့ဒါလေးပဲမှတ်ထားလိုက် အဲ့ဆိုပြီးပြီ အဲ့တော့ဘယ်နေရာဘယ်ခါမျိုးလို့အဲ့ဒါလေး အဲ့ဒါလေးကကောင်းထဲမှာဝင်လာလိုက်မနှောသီးနဲ့ညံသီးကွက်ထွက်သွားတာဟုတ်ကဲ့ ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒါအပေလွတ်တာကိုကိုယ်ပိုင်ဉာဏ်ဖြင့်ဒါရဲရင်တော့လွတ်မြောက်ပြီလို့ဆိုပြနိုင်ပါပြီလေကိုကတန်တရားဖြစ်ကြတာကအဲ့ဒါပါပဲတရားနာမှုကနည်းနည်းလေးကိုကအကြောင်းမျိုးကြောင့်နဲသွားတာပေါ့နဲသွားတော့ဒီတန်တရားဖြစ်တာပေါ့လားအခုကျတော့ဒါဟိုနည်းနည်းပြန်ဆွေးနွေးလိုက်တဲ့ခါကျတော့ဓမ္မတာကလေးလို့ရတာဉာဏ်ပြန်ဖြစ်သွားတာပဲလေလွတ်မြောက်ခွင့်ရတော့ဘာမှခဲရင်မှာဘူးသိပြီးသားတွေနည်းနည်းလေးပြန်ပြီ ဟုတ်ကဲ့ဆရာ ဟုတ်ပြီ အာမတိကဆိုတာဒီတော့အာယုနဲ့အာမတိကဆိုတာ ဟုတ်တယ် အာယုကတော့အခုရှင်းတယ်ဘာမှရှင်းတယ်အာမတိကဆိုတာပါ အာရမဏိကဆိုအဲ့ဒီအာယုန်တွေသိနေတာအာရမဏိကပေါ့ဉာဏ်ကအာရမဏိကပေါ့ဟာလားအမပုဂ္ဂိုလ်တော်ပုဂ္ဂိုလ်သိရတယ်တခြားလားဉာဏ်လားအဲ့ဉာဏ်အာရမဏိကပေါ့ဟုတ်တယ်မလားအသိခန္ဓာတွေကအာယုန်ပေါ့အသိဉာဏ်ကအာရမဏိကပေါ့ဟုတ်တယ်အဲ့လိုသွားပေါ့ဝိပဿနာဉာဏ်လို့ပြောတော့အရှုဉာဏ်ရဲ့အရှုခံရဲ့အရှုခံတွေကအာယုန်အရှုဉာဏ်တွေကအာရမဏိကပေါ့ဒါအဲ့တော့အာရမဏိကကိုပြောရင်သိတာပေါ့အာယုန်တွေကသိစရာပေါ့အာယုနဲ့သိစီ သိစရာနဲ့သိတာပါဠိလိုပြောတော့သိစရာအာယုန်သိတာကအာရမဏိကပေါ့ဒါလို့ခေါ်အာရမဏိကတမျိုးပြောရင်လည်းမနောဝိညာဉ်ပေါ့ဟုတ်တယ် ဒီပုဂ္ဂိုလ်တန်ခါခါကိုပြောဘုံ ဟုတ်လေပါကိလေသာတွေကတ်ဖြစ်တော့လည်းမနောဝိညာဉ်ပဲတဏှာကတ်လည်းမနောဝိညာဉ်ပဲဥပဒနာဉာဏ်ဖြစ်တော့မနောဝိညာဉ်ပဲမဉာဏ်ဖြစ်တော့ကိုဉာဏ်ဖြစ်တော့နိဗ္ဗာန်ဝင်တော့ဒါပဲလေမနောဝိညာဉ်တဏှာအဲ့တော့ဝင်စားအာမတိက ဟုတ်တယ်အာရမဏိကပြောတော့မှန်တာပေါ့အဲ့မှာဘဝစိတ်လူလည်းပြောတယ်ဟလာမနောဝိညာဉ်လူလည်းပြောတယ်ဟလာတံပရိဆိုင်တို့တာရီတို့ကြိုက်တာပြောနောက်ဆုံးတော့မနောဝိညာဉ်နာမည်ကြီးကြီးပဲဟုတ်တယ်မလားအဲ့ဒါကိုအဝိဇ္ဇာနဲ့ပေါင်းပြီးလဲတဲ့အခါကျသူ့ဝိကတိစိတ်လူပြောတယ်အဝိဇ္ဇာကင်းတော့သူ့ပဂတိစိတ်လူပြောတယ်နောက်ဆုံးတော့မနောဝိညာဉ်ကြီးတန်တယ်လဲတာမနောဝိညာဉ်တန်တာရက်တာလဲမနောဝိညာဉ်နိဗ္ဗာန်ဝင်တာမနောဝိညာဉ်လေးဒါပဲလဲပြောနေတာလေဟုတ်တယ်မလားသောတပုံထဲမှာကျင်လဲကျက်စားတော့လဲမနောဝိညာဉ်ပဲသောတပုံထွက်ပြီးနိဗ္ဗာန်ဝင်တော့လဲမနောဝိညာဉ်ပဲအသုံးသောတပုံထဲမှာကျင်လဲပြီးတော့လက်ပတ်နေရတဲ့မနောဝိညာဉ်ကိုကြတော့သန္တရာမလွတ်တဲ့မနောဝိညာဉ်ဒုက္ခဆက်ထဲမှာရောက်နေတဲ့မနောဝိညာဉ်သူ့ကိုပါဠိလိုဝိကတိစိတ်လို့ပြောတာပေါ့သန္တရာလွတ်မြောက်သွားတော့လည်းပဲဟလာအဝိဇ္ဇာကင်းပြီးတော့မှဝိဇ္ဇာဉာဏ်ရတော့သန္တရာတွေကထွံ့မြောက်ခွင့်ရတော့ကြတော့ဟလာဝိမု ക്തി လို့ပြောတာပေါ့ဟုတ်တယ်သန္တရာလွတ်မြောက်တဲ့စိတ်လို့ပြောတာပေါ့အဲ့တော့ဟာဟိုပါဠိလိုတွေခန့်ခန့်ညာညာလျှောက်ပြောနေတာအမှန်တကယ်တော့ဗာလေအဝိဇ္ဇာဟလာအကုသလအာဂရဏကုသလတံပရံသစိတ်တပရိယောဓာပနာကျွန်တော်အမြဲတမ်းစားတဲ့စာပေထဲမှာရွတ်ပြတယ်တရားတိပိတော်တော်များများမှာပါတယ်ပညာနယ်မှာတော့ကျွန်တော်တို့မကောင်းတာကိုတက်ထက်ဆုံးရှောင်ပါကောင်းတာတွေနဲ့တက်ထက်ဆုံးပြည့်စုံပါစေပရမတ်နယ်မှာကျတော့အဝိဇ္ဇာတဏပူကတ်နေတဲ့စိတ်ကိုအဝိဇ္ဇာတဏမှာကင်းလို့ရစင်ကြယ်စေခြင်းသည်ဣဒံဗုဒ္ဓသာသနာအဆူဆူသောဘုရားရှင်ရဲ့သာသနာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရှိမှရှိတယ်မသိဘူးဆိုတော့သစ္စာမသိတဲ့အဝိဇ္ဇာရဲ့မရှိတော့ရှိထားတဲ့တဏရဲ့ကင်းလွတ်သွားပြီးတော့မှဟလာအဲ့ဒါမရှိတော့တဲ့အချိန်မှာသူပဂရိစင်ကြယ်ပြီးတော့ကျမ်းနေခဲ့ဖို့ရည်ရွယ်ပြီးတော့အဆုံးအမတွေကိုပေးထားခဲ့တာဒါဘုရားရှင်ရဲ့သာသနာပဲလေဒါကျွန်တော်ရှိမှအဝိဇ္ဇာမရှိတော့ရင်ဟလာတဏမရှိတော့လို့နားလည်သွားတဲ့အခါမှာဒါကျွန်တော်စိတ်တွေကဒီသန္တရာတွေကလွတ်မြောက်ပြီးတော့မှဟလာစင်ကြယ်ပြီးတော့ကြံရစ်နေခဲ့မှာပဲလေဒါမှမဟုတ်ဝိဇ္ဇာတဏပူကနေတဲ့စိတ်ကိုအဝိဇ္ဇာတဏမှာကင်းလို့ရစင်ကြယ်စေခြင်းသည်ဣဒံဗုဒ္ဓသာသနာအဆူသောဘုရားရှင်တို့ရဲ့သာသနာဖြစ်ပါတယ်လို့ပြောတော့ဟုတ်လားအခုကျတော့ဟုတ်လားအာယုံလို့သိသွားလို့ရှိရင်ဒါတောက်လျှောက်စင်ကြယ်သွားတော့တာပဲဟုတ်တယ်မလားအာယုံဆိုရင်တရားလုံးကမစင်ကြယ်ဘူးလားစင်ကြယ်တာပေါ့လို့ပြောစင်ကြယ်အောင်လုပ်ရတာသဘာဝစင်ကြယ်ဘာလို့စင်ကြယ်ပြောတော့ပြုသူရှိလားခါသူရောအပြည့်ရသူရောအကျိုးရသူရောဒါအောင်စင်ကြယ်လို့ပြောတာအဲ့ဒါပြရတာအဲ့ဒီအရှိကပေါ့အရေးကြီးအဲ့ဒါပေါ့အရေးမလို့ပေါ့ဗျာအရေးမလို့ပေါ့ဒါကြောင့်မလို့ဆရာအဲ့ဒါဆိုတော့ကိုယ်ကဘာမှမဆိုင်ဘူးဆိုတော့သူကပုဂ္ဂိုလ်တော်မှမဟုတ်တာကိုနဲ့ကဘာသွားဆိုင်ကြတာလဲဆိုင်စရာကုန်လို့ဆိုင်စရာကုန်မရှိတာလေလောက်ပါမေးပါသူလည်းမေးရတယ်ဘယ်နဲ့သွားတယ်တားမြင့်နေ
မေးနေလို့မေးဒါမှမေးမှလည်းစကားဆက်လို့ရမှာပြောရတယ် ကိုနဲ့ဘာမှမဆိုင်ဘူးပေါ့နော် သူနဲ့လည်းမဆိုင်ဘူးကိုနဲ့မဆိုင်တော့သူနဲ့ဆိုင်တယ်ထင်နေဦးမယ် သူကလည်းမဆိုင် ဘယ်သူနဲ့မှပတ်သက်ဘူးဒါမှမဟုတ်ဟလာစင်းရဲခြင်းမှန်တရားသာရှိ၍စင်းရဲသူမရှိဟလာစင်းရဲကြောင်းမှန်တရားသာရှိစင်းရဲအောင်လုပ်သူမရှိစင်းရဲချုပ်ရမှန်တရားသာရှိစင်းရဲချုပ်သူမရှိစင်းရဲတာလည်းပဲပုဂ္ဂိုလ်တော်မဟုတ်စင်းရဲကုန်တာလည်းပုဂ္ဂိုလ်တော်မဟုတ်စင်းရဲအောင်လုပ်တဲ့လူလည်းမရှိတယ်လို့စင်းရဲချုပ်အောင်ပွားတဲ့လူလည်းမရှိဘူးတဲ့ဗျအဲ့တော့ဘာတွေပဲရှိလဲဆိုတော့ဟလာဖြစ်ချင်းဖြစ်ရင်စင်းရဲမှတပါရှားမရှိဘူးချုပ်ချင်းချုပ်ရင်စင်းရဲမှတပါလည်းရှားမရှိဘူးဟုတ်တယ်မလားအဲ့တော့သူကဘာလဲဆိုတော့ဖြစ်သည်ရှိတော့စင်းရဲတာဖြစ်ပြီးချုပ်သည်ရှိတော့စင်းရဲတာရှိပါတယ်အဲ့တော့ဟုတ်တယ်မလားအဲ့တော့အဲ့မှာဖြစ်တာနဲ့ချုပ်တာနဲ့နှစ်ခုဖြစ်နေလဲတန်တရားလဲနေကြအဲ့စင်းရဲဖြစ်စဲမှာပဲစင်းရဲချုပ်ပါလို့အတိကိုရတော့တဲ့အခါမှာဒါမှမဟုတ်ဓမ္မစကြာမှာအနှစ်သာရပါလဲပြီးတော့ယံကိစီသမုဒိယဓမ္မတပ္ပဒနိရောဓဓမ္မကြီးဒါဆွဲယူဖြစ်ပေါ်လာတဲ့ဓမ္မအကုန်လုံးဟာဖြုတ်ရှင်းတာပဲအမှန်ရှိပါတယ်လို့သိတဲ့အသိဉာဏ်ဟာဓမ္မစကြာရဲ့အနှစ်သာရပါပဲ။ဦးကျော်ဖြစ်တာတခုထုတ်တာတခုဆိုဓမ္မစကြာအနှစ်သာရဘယ်နာသွားရှာမရတော့ကိုပျက်စီးကုန်အဲ့ဒါတကယ်အနှစ်သာရကိုပြိပရနဲ့ရှာတဲ့အခါကျတော့ဟုတ်လားဖြစ်ရှင်းတည်ပြင်ရင်ချုပ်ရှင်းလို့သိမြင်တဲ့အသိဉာဏ်သာပဲဓမ္မစကြာရဲ့အမြင့်မားဆုံးအနှစ်သာရအဲ့ဒီဉာဏ်မရသမျှလည်းဓမ္မစကြာရဲ့အနှစ်သာရထွက်ကုန်တော့ဒါပြောတော့ပြောချင်တယ်ဒီလိုပြောတော့ပြောတယ်ဒါပေမဲ့ဥပဒနာဉာဏ်နဲ့ပြောတာဆိုဖြစ်တာတခုပြက်တာတခုဖြစ်အဲ့ဒါဆိုတော့ဘယ်နည်းနဲ့မှဓမ္မစကြာရဲ့အရသာမရတော့ဓမ္မစကြာအနှစ်သာရကိုသုံးဆောင်ခါသားခြင်းယံကိစီသမုဒိယဓမ္မဆိုတော့သမုဒိယနတ္ထိသမုဒိယနတ္ထိဖြစ်မှနိရောဓအတ္ထိဖြစ်ဥကြသမုဒိယတစ်ခုဟလားသမုဒိယချုပ်တာတစ်ခုဆိုမရတော့မရတော့ ဘောကဆရာဖြစ်တာချုပ်တာရွေးရှိဒီတော့ဒီလိုလေဖြစ်တာကိုမရှိဘူးဆိုတာဆိုရပါစို့ရေကန်ထဲမှာဗရမ ्या အရေးကြမနေလားဗရမ ्या ရှိလားမဖြစ်ဘူးလားဖြစ်နေအဲ့ဒါပြောတာပေါ့ဖြစ်တယ်ရှိလားမရှိဘူးဘာလို့မရှိတာအေးပေါ့အခုလက်ဒီထဲမှာကိလေသာမပြောင်းလို့ရလားမရဘူးလေရှိလားဘာလို့မရှိတာအေးပေါ့အရေးဖြစ်နေလို့ဒီအဲ့ဆိုတော့ပုဂ္ဂိုလ်တော်ဟုတ်လားအရှိတရားဟုတ်လားအဲ့လိုနားလည်ရင်သူတန်ត្រာလွတ်မြောက်တဲ့ခွင့်ရရပြီလေအားလုံးအရေးလိုပဲသဘောထားလိုက်ဒါပဲပေါ့အရေးလိုပဲသဘောထားလို့ရှိရင်ဘာမှဖြစ်တယ်ဆိုမရှိတော့မရှိတော့ဘူးပေါ့သဘောလေးမရှိတော့ဘူးညံမှာပေါ့နော်ညံမှာတော့ဖြစ်တယ်ဆိုတာမရှိတော့တဘာဝမှာတော့ဖြစ်တာတွေတွေ့နေအောင်ပါဟုတ်တယ်အပူလောင်မှုတွေဖြစ်ရင်ကိလေသာဖြစ်တယ်လို့ပြောရတာပေါ့ဟုတ်တယ်မလားကာယမှုတွေဖြစ်ရင်လည်းကြည်နူးမှုတွေဖြစ်ရင်လည်းဒါကိလေသာဖြစ်တယ်ပြောရတာပေါ့ဒါပေမဲ့တကယ်ရှိလားမင်းတော့မရှိဘူးအလို့မရှိလည်းမင်းရောအာယုဖြစ်နေလို့အေးဖြစ်နေတယ်အဲ့လိုသွားတာပေါ့အဲ့တော့ဓမ္မစကြာရဲ့အနှစ်သာရကိုဖတ်ချင်ရင်ဓမ္မစကြာရဲ့ရတာကိုခံစားခြင်းဟလာပုဂ္ဂိုလ်တော်မဟုတ်ဘူးဆိုတာကိုသိမှဓမ္မစကြာကြီးကိုနားလည်ခွင့်ရမှာနံပါတ်1အခြေခံနောက်တစ်ခုကအဲ့ဒီဥပနဲ့ခန္ဓာကြီးကအာယုံအရေးတွေပါတုံညပါလို့သိမှဓမ္မစကြာအနှစ်သာရထွက်မှာပေါ့တော့မဆိုရင်ဘယ်လိုလုပ်ဒီတုံညမမြင်ကိစ္စညာကတ္တညာဘယ်လိုနည်းနဲ့မှသွားလို့မရတော့ဘူးပေါ့ဒါမှမဟုတ်သမုဒိယတစ်ခုနိရောဓတစ်ခုနဲ့တော့ဓမ္မစကြာအနှစ်သာရမထွက်ဘူးပေါ့သမုဒိယတည်ရင်လည်းနိရောဓပဲလို့လာနားလည်ခွင့်ရသွားမယ်ဆိုရင်တော့ဓမ္မစကြာအနှစ်သာရလူတိုင်းခံစားရမှာပဲဟုတ်တယ်အဲ့ဒီတော့အရေးအားလုံးကအရေးတွေပဲဆိုတော့သိချင်းတုံညတယ်ဘယ်လိုသွားပြီးတော့တုံညဆိုတာဆိုရပါစို့ရေကန်ထဲမှာဗရမ ्या ဟိုအရေးကြတယ်လို့မြင်တယ်တကယ်ဗရမ ्या ရှိလားမရှိရင်အဲ့အရေးတွေကဘာလို့တုံညလို့ပြောတာအရေးဘူးအေးလေအဲ့တကယ်ဗရမ ्या မှမရှိတာဒါမှမဟုတ်အရေးတွေဖြစ်နေလို့တကယ်ဗရမ ्या မရှိတာကိုတုံညလို့ပြောတာလေဟုတ်တော့အခုလည်းကိလေသာတွေပေါ်တယ်လေအကြောင်းတိုင်းပေါ်တယ်ဆိုတာတကယ်ကိလေသာလားအရေးကိလေသာလားအရေးအေးဒါတော့တကယ်ကိလေသာရှိလားရှိအဲ့ဒါတော့တကယ်ကိလေသာမရှိဘူးလို့ပြောတာအရေးကိလေသာကြတော့မပြောင်းလို့ရပါဘူးမရဘူးအဲ့လိုပေါ့ရေကန်ထဲမှာဒီတကယ်ဗရမ ्या နဲ့သရံတူရဲ့ဗရမ ्या အရေးမပေါ်အောင်လို့ရပါမပေါ်လို့မရပေါ်နေမှာပဲကဲပေါ်တာကိုတကယ်ဗရမ ्या လို့ယူရင် तू ဘာလုပ်အောင်ပေရခပ်ပက်တဲ့လူကြီးလောက်ရတော့မှာပေါ့ဘယ်လောက်လောက်ရတော့မှာပေါ့လို့ရင်ချမ်းသာမလားဆင်းရဲမှာဆင်းရဲတော့မှာပေါ့အခုကျတော့ပေတာတွေ့တာတွေပါငြိမ်းသွားတယ်ဘာကြောင့်လဲဆိုတော့ဒါကြီးကဟာလာအရေးပါပုဂ္ဂိုလ်အရေးဆိုတော့ဒီနေ့ပုဂ္ဂိုလ်တော်မဟုတ်ပါဘူးမရှိပါဘူးတုံညပါလို့နားလည်ဝင်ရသွားတဲ့အတွက်ပေတဲ့တွေ့တဲ့အလုပ်တွေရပ်ဆိုင်မိနေတာဒီအဲ့ဒါဒုက္ခကုံဆုံးရဟ
နိဗ္ဗာန်ပဲတော့ဒီတော့လို့နားလည်မရ ရှိပါဘူးတည်ခြင်းရတယ်တုံ့ရောက်ပြီး ဒါပေါ့တုံညမြင်ပြည့်ချောင်းမဲ့အပဲလွတ်မဲ့နိဗ္ဗာန်ရောက်မယ်အဲ့တော့မမြင်ရပဲတုံညလားမြင်ရလဲတုံညလားအေးမြင်ရပြီးတုံညလေမြင်ရပြီးတုံညလို့နားလည်ကိုရတော့တယ်တကယ်နဲ့ချမ်းသာကိုရတော့ဒါမှမဟုတ်ဘုံမှာလည်းပြောတယ်အိဋ္ဌဒုက္ခအနတ္တအတုပ၄ချက်ရှိဟုတ်တယ်မလားကိုမလို့အိဋ္ဌဖြစ်တော့လဲသဘာဝအိဋ္ဌပဲအေးလေကိုမလို့အနတ္တဖြစ်တော့လဲသဘာဝအနတ္တလားကိုကိလေသာတွေကကိုမလို့အတုပဖြစ်တော့လဲသဘာဝအတုပလားအတုပဆိုတာအရှင်လားအသေးလားအေးအသေးလေအသေးဆိုတာဘုရားပွင့်လာလို့လားမပွင့်ခင်နေရလားပွင့်ခင်နေရတယ်ခဏလားအရှင်လားဒါပြင်ကိလေသာအသေးဆိုတာတခြားဟောတာလားဘုရားဟောတာလားဘုရားဟောတာလေအခုကိလေသာရှင်းတယ်လို့ပြဿနာတက်တယ်လေဒီကိလေသာကြီးကအနိစ္စပါဒုက္ခပါအနတ္တပါအတုပါလို့ဘုရားဟောခဲ့တာပဲဒါပြင်ကိုကြိုက်တဲ့ဟလာကိလေသာဖြစ်ကိလေသာအသေးဖြစ်မလားအရှင်ဖြစ်မလားအသေးဖြစ်ပါဘူးအတုပါဖြစ်မလားအတုပါဖြစ်မလားဒါပဲလေအဲ့ဒါဆိုရင်ကိလေသာအစဉ်သေးတာကိုသေအောင်လုပ်မှလားအဲဒီကိလေသာတွေသေတာနဲ့ငြိမ်းချမ်းမှုနဲ့နေမှလားအေးလို့လားအဲ့ဒီအသေးပေါ်မှာတန်တရားရှိသေးတယ်တိဏ္ဍဝစီကိစ္စဝိကတကတံကတော့ကိလေသာသေအောင်လုပ်ရကိစ္စကြံသေးလားပြီးဆုံးပြီလားပြီးဆုံးပြီလေအဲ့လိုပြီးဆုံးပြီဆိုလို့ရှိရင်ပရပစ္စယောအဲ့ညာသူတော်ပြောညာလားဝိတာရိစ္ဆပတ်တော့ကိုယ်ပိုင်ညာလားကိုယ်ပိုင်ညာရှားလားနောက်ဆုံးစားတယ်ရှားလားနောက်ဆုံးပေါ်လားရှားလားကျွတ်တန်းဝင်လားဒါပဲပေါ့တရားတာပေါ်ပါပါနဲ့သွားလို့ရတာဒါအဲ့ဒီရဲ့သဘာဝအမှန်တွေတော့သိရကိလေသာအနိစ္စမမြဲတာလားမရှိတာမရှိတာဒုက္ခဆင်းရဲခြင်းကအရှိတရားလားအဖြစ်တရားလားအဖြစ်တရားဟုတ်လားအနတ္တဆိုအဲ့ဒုက္ခဒီခဏတုံညာလားအစဉ်တုံညာလားအစဉ်တုံညာအဲ့ကိလေသာဒီခဏအသေးလားအစဉ်အသေးလားအဲ့ဒါပဲဘုရားရှင်ဟောတဲ့အိဋ္ဌဒုက္ခအနတ္တအတုပါတဘာသူညာလားကိုယ်ပိုင်ညာလားကိုယ်ပိုင်ညာအဲ့ဒါဆိုဘာစိတ်မချတဲ့အရှိမှာတော့လာတန်တာတွေကလွတ်မြောက်ကုန်အဲ့ဒါဥနာတို့ဒါအေးစိတ်လေးနဲ့နားထောင်ပြီးတော့လာတန်ရတဲ့လွတ်မြောက်ကုန်ချမ်းသာနေရတယ်ဟလာအဲ့ဒီအစင်သေးဆိုတာကိုတန်တရားမကုန်လို့မဆုံးဖြတ်နိုင်လို့ဝိပဿနာမရှိကြလို့ဟလာဒါကိုဝေဖန်ဆန်းစစ်နိုင်တဲ့ပညာတွေမရကြလို့တပ္ပရိသမဆုံးပြီးကြလို့ကိလေသာကိုတတ်နေရင်နဲ့တန်တရားတွေကမထွက်နိုင်ကြတယ်ဒါကိုတစ်ဘက်ကလည်းပြောတယ်ကိလေသာသွားတတ်ရင်တော့ကိလေသာတော့မသိဘူးကိုယ်ပဲသိမှာဟလာကိလေသာပဲပြဖြစ်မလားကျမတို့ပဲပြဖြစ်မလားတဲ့တဲ့လမ်းလာရေးပြီးတော့ဘယ်လိုလဲဘယ်လမ်းသဘောကျအခုကိလေသာတတ်လို့တည်ခဲ့တဲ့ဘဝတွေရေးလို့မရဟုတ်လားနောက်ထပ်ကိလေသာရှိထားအောင်မယ်ဆိုတော့ဟုတ်လားကိလေသာကိုတတ်အောင်ပါပဲဒီဘဝလည်းတတ်မှာလားအနန္တဘဝတတ်မှာအနန္တဘဝတတ်မှာဘယ်ရှင်တိတတ်မှာကိလေသာအရှိထားတဲ့မြတ်တတ်မှာဟုတ်တယ်ကိလေသာအရှိထားတဲ့တတ္တဝါတိုင်းကိလေသာတတ်ခြင်းကိုနိယမတရားနဲ့ခါမှာဒါမှမဟုတ်ကိလေသာအတုပမဖြစ်ရင်တော့ကိုအတုပဖြစ်မှာကိလေသာမသာမဖြစ်ရင်တော့ကျွန်တော်ကျမတို့ဘောဆက်တိုင်းမသာဖြစ်မှာအဲ့ဒါကဘောနောက်ပြောပြောတဲ့စကားမဟုတ်ဘူးအဲ့ဒါသစ္စာတရားသစ္စာစကားနိယမစကားဟုတ်တယ်အဲ့ဒါကိလေသာဘုရားပြောအတုပပါအသေးပါလို့ပြောတော့ကျွန်တော်တို့ကနားမလဲလက်မခံနိုင်အဲ့အခုအရှိထားပြီးတတ်နေကြတာရှိတတ်တဲ့အတွက်ဟလားနောက်ဆုံးသူမရှိဘူးလို့နားလဲအောင်လို့အားထုတ်ရင်းနဲ့နားလဲသွားတဲ့အချိန်မှာတော့သူအသေးရပ်သွားမှာပေါ့နားမလဲတဲ့များတော့ဟလားအမသောတာပန်ဆိုရင်9ဘွားလောက်ထိနားမလဲသေးနားမလဲ9ဘွားလောက်အသက်ခံမှာဟုတ်တယ်အဲ့ဒါပုရုဇဉ်ရိုးရိုးကလျာဏပုရုဇဉ်လောက်ဆိုတော့မစင်စားနဲ့တဘွားနောက်ပါပဲဗျာအမခံတယ်ဟုတ်တယ်မလားဒါတော့မှသင်္ဃာရုပ္ပကညာလောက်ကိုရထားတဲ့ပုံကမှတဘွားနှစ်ဘွားအမခံတယ်အဲ့တော့ဒီကိလေသာကဥပနိခန္ဓာကြီးကအနန္တဘဝတတ်ခဲ့တယ်လားမသိတဲ့လူတိုင်းကနောက်ထပ်အနန္တဘဝတတ်ဦးမယ်ဒါသူကလူသက်သမားပါလို့ဝရကတော့ပါလို့ပြောတာစိတ်ပါလို့ပြောတာဟုတ်တယ်မလားအဲ့တော့ဘာတော့ကြားတယ်ဟုတ်လားစိတ်ပင်ရေလောင်းတယ်စိတ်ပင်ရေလောင်းတယ်ဟုတ်တယ်မလားကျွန်တော်တို့ရင်ထဲမှာအစိတ်ပင်ကအများအားရှင်းသန်းနေတယ်ရေလောင်းကြတာမလို့သူကသူရှင်းသန်းတယ်ဟုတ်တယ်မလားအဲ့ဒီအစိတ်ပင်ကဘာတွေလဲဟုတ်တယ်မလားအနိစ္စကိုအနိစ္စလို့ထင်တယ်ဟလားဒုက္ခကိုဒုက္ခလို့ထင်တယ်အနတ္တကိုအတ္တလို့ထင်တယ်ဟလားအတုပကိုတုပလို့ထင်တယ်ဆိုတော့အဲ့ဒါထင်လိုက်တာနဲ့တကယ်နဲ့ဟိုကအစိတ်ပင်ဟာရှင်းသန်းနေပြီသူကရေလောင်းလို့ပဲအစိတ်ပင်ရေလောင်းလို့ပဲ
မရှိလို့ရှိထားလိုက်တော့သူရေသွားလောင်းပေးတာရေလောင်းပြီးတော့စိတ်ပြန်ရှင်းသန်ဝင်ရပါပြီလေအဲ့ဒါကြောင့်မလို့ဟိုပါပေါ့အနိစ္စဒုက္ခအနတ္တအတုပကိုရင်းရင်လေးပဲဒါလေးကိုကိုတကယ်ဉာဏ်ဖြစ်သွားပြီလားအခုအနိစ္စဆိုတာနားလည်ပြီလားဟုတ်တယ်မလားအရှိထားရင်ဆင်းရဲမဲ့ဆိုတာသိကြလားဟုတ်တယ်မလားအဲ့ဒီဒုက္ခတွေကအစင်မရှိဘူးလို့ဉာဏ်ဖြစ်ပြီလားဖြစ်ပြီဆိုရင်အစင်အသေးဆိုတာရောကိုဉာဏ်ဖြစ်ပြီမလားဖြစ်ပြီဆိုလို့ရှိရင်ကိလေသာအစင်သေးသွားပြီဆိုရင်တန်တရားလဲအောင်လိုက်ရက်နေပြီတရားလို့ဟုတ်တယ်အဲ့တော့ကိလေသာကိုအစင်ရှိဘူးဆိုတာသိအောင်အများသိဘို့လေကိုသိလို့မရကိုသိလို့မရှိတာလားသဘာဝမရှိတာအဲ့ဒီဒါဖြစ်လို့ရှိရင်သတိရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတန်တရားလဲလိုက်ရက်နေရက်နေတယ်ဒါမှမဟုတ်အဲ့ဒီအသိဉာဏ်ကိုတုံရဆိုတဲ့အသိဉာဏ်ပေါ်မှာကိလေသာအစင်မရှိတဲ့အသိဉာဏ်ပေါ်မှာသူအချိန်ချင်းလားတစ်ချိန်နဲ့ဒါတော့ပြောတာသူ၄ချက်ရှိရတယ်ကိုလိုရမယ့်အလုပ်က၄ချက်ရှိတုံရပေါ်မှာတန်တရားกินရဒိဋ္ဌဝစိကိဆိုဝိကိတကတံကတော့တုံရပြအောင်အားထုတ်မှလားဒါမှမဟုတ်တုံရပြအောင်အားထုတ်เสียကိစ္စပြီးဆုံးပြီလားအေးလေပြီးဆုံးရမယ်လို့ပြောတာလားပြီးဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီတုံရသိတဲ့ဉာဏ်ဒီသူဘာပြောတဲ့ဉာဏ်မဟုတ်တော့ဘူးလားပြောဆိုဝိတ္တလိစ္ဆပါဒဆိုကိုယ်ပိုင်ဉာဏ်ဖြင့်ရဲရဲဆိုဆုတ်ဖြတ်နိုင်တယ်အကိလေသာတွေမင်းအစင်သေးနေတာငါတို့အားထုတ်လို့မဟုတ်ဘူးကွာဒါကြီးကသဘာဝတရားကြီးကွာအစင်သေးပါတယ်ဒါမှမဟုတ်သူ့ကိုသေအောင်တတ်เสียအလုပ်ပြီးဆုံးမှလို့ကြီးညာနိုင်ခဲ့ပြီဆိုရင်အဲ့ဘုရဲ့ဇာတိကတခြားလားနောက်ဆုံးဇာတိပဲတခြားလားနောက်ဆုံးဘုရားလားတခြားညာလားကတ္တညာလားဘယ်သူဟောတာဘုရားဟောခဲ့တယ်တဆူရဲလားအဆူဆူလားအဲ့ဒါဆိုတော့ဒါဒီပေါ်မှာရှင်းရှင်းလင်းလင်းနဲ့ကိုလွတ်မြောက်ချမ်းသာမှုရပါတယ်ဟုတ်တယ်လို့တော့အဲ့ဒါဘာမှစိုးရိမ်ရမရှိပါပြန်နှွေးပေးတဲ့အဆင့်မှမရှိတယ်ဟုတ်တယ်ဒါပေမဲ့ကိုကအဲ့လိုဝိပဿနာမှာတော့ကိုက၄ချက်ကကိုယ်အလုပ်ပဲအဲ့၄ချက်ပေါ်မှာတစ်ခုခုကြံနေတော့တန်ပြန်ပြန်လဲပေါ့ဒီမှာအပေသိသလားဆိုကြပါစို့အာယုန်တွေကပို့တော်မဟုတ်ဘူးဆိုတဲ့ပုံမှာတန်ပြန်ကုန်ပြီလားကိုကပြန်မေးတန်ပြန်ကုန်သွားပြီဆိုရင်ပို့တော်မဟုတ်အာရုံကိစ္စကြံသေးလားပြီးဆုံးပြီလားပြီးဆုံးပြီဆိုရင်ဘယ်သူမှသွားမေးနေတယ်လောကသုံးပါလုံးမှာအပေလူပြီလို့တွေးကြော်နေတဲ့ပုံကောင်များအသိဉာဏ်ဒါကတုံညအာယုဝဏခန္ဓာတွေကအာယုလိတာတွေကအစင်သေးပါတယ်အစင်တုံညလို့သိသွားပြီဆိုရင်အဲ့ပုံမှာတန်မြတ်ကုန်သွားပြီဆိုရင်ဟလာအဲ့ဒီတုံညပြောင်းလှုပ်ဆက်ကိစ္စလည်းပြီးဆုံးသွားပါပြီလို့ဆုံးဖြတ်နိုင်ပြီဆိုရင်အဲ့ဒါကျွတ်တန်းဝင်တဲ့ပုံကောင်များရဲ့အသိဉာဏ်ပဲဖြစ်ပါတယ်ဒါကတ္တဉာဏ်ဟောထားတယ်ကတ္တဉာဏ်ဆိုတာကျွတ်တန်းဝင်တဲ့ပုံကောင်ရဲ့အသိဉာဏ်သန္တရာဝိတ္တဒုက္ခတော်မောဒနာထာယသန္တရာဝဇင်းရမှာထွမြောက်ပါခြင်းအကျိုးငါပပိစ္ဆံယာသမိလဗျံဉာဏ်တိကိုရှင်မြတ်ဓမ္မရပါလို့ရှင်ဘုရားဆိုတာကျွန်တော်တို့ဘုရားတွေဘုရားရှိမှတန်ခါဘုဒ္ဓဝိကွန်တောင်းတဲ့ခါကျတော့ဒါကြီးဟောတာလေပြတ်မလားအဲ့လိုပေါ့နော်သဘာဝတရားတွေကိုအခုကနားလည်သွားတာပေါ့လားဒါမလို့ကိုယ့်အလုပ်ကဒီဝိပဿနာအလုပ်လို့အများအားသတိထားပြီး24နာရီအားထုတ်နေတဲ့အလုပ်မဟုတ်ကိုယ့်ရဲ့အလုပ်ပြီးဆုံးတဲ့နေရာထိအောင်အလုပ်ကုန်ဆုံးတဲ့နေရာထိအောင်ကိုယ့်ရဲ့ဉာဏ်တွေးနိုင်အောင်အလုတ်ကုံဆုံးတဲ့အထိအောင်တွေးနိုင်ပြီဆိုရင်အလုတ်ကုံဆုံးသွားရင်အလုတ်ကုံဆုံးရတခြားမို့နိဗ္ဗာန်ချမ်းသာပဲလေဟုတ်တယ်မလားအပေလို့ဖို့အတွက်အထုတ္တကိစ္စကုံဆုံးပြီဆိုနိဗ္ဗာန်ချမ်းသာပေါ်တာပဲတဏှာရဖို့အတွက်အထုတ္တကိစ္စကုံပြီဆိုနိဗ္ဗာန်ချမ်းသာပေါ်တာပဲဟုတ်လားအခုဒုက္ခတွေကကဲခဏမရှိလားအစဉ်မရှိလားအစဉ်သုံးရဆိုဒုက္ခအစဉ်ချုပ်သွားပြီလေအစဉ်ချုပ်သွားပြီဆိုနိဗ္ဗာန်ခဏဝင်တာမဟုတ်အစဉ်ဝင်သွားပြီလေနိဗ္ဗာန်ဝင်အောင်အထုတ္တကိစ္စပြီးဆုံးသွားပြီဆိုနိဗ္ဗာန်ချမ်းသာပေါ်တာပဲဟုတ်တယ်မလားနိဗ္ဗာန်ချမ်းသာလည်းအစဉ်ခံစားနေရတာလေ။ဒါကြောင့်လဲဆိုတော့သမကမ္မနာဆိုကောင်းစွာအထုတ်ခြင်းဆိုတာသူငါအထုတ်တာမဟုတ်လေဓမ္မအထုတ်တယ်။ပညာနယ်မှာတော့မိမိကအထုတ်ရမှာပေါ့။ပရမတ်နယ်မှာတော့မိမိသူငါမရှိဘူးလေ။ဓမ္မအထုတ်တာအာယုံမှာဒုက္ခရှိရဆိုလို့ရှိရင်အာရမဏိကမှာဒုက္ခဖြစ်ပြီ။ဟုတ်လား။ဘုန်းတော်ပြောတဲ့သာဇာတာပစ္စည်းညမညာပစ္စည်းအာယုံဒုက္ခဆိုအာရမဏိကဒုက္ခဖြစ်ပါသလိုဆူတောင်းရမှာလားလိုဖြစ်မှာလို့ဖြစ်ပြီလေဘယ်သူကကျေးဇူးပြုလဲဆိုတော့24ပစ္စည်းကကျေးဇူးပြုဟုတ်တော့အာတိပစ္စည်းနာတိပစ္စည်းယုံနာရှိရဆိုရင်ဒုက္ခရှိပြီဒုက္ခချုပ်တဲ့တရားနိဗ္ဗာန်မရှိတော့ဘူးနတ္တိပစ္စည်းရောက်သွားဒါပြင်အာယုံမှာဒုက္ခဆိုအာရမဏိကလည်းဒုက္ခဘယ်သူကပို့တာလဲနန္ဒရပစ္စည်းသမဏပစ္စည်းညမညာပစ္စည်းရောသာဇာတာပစ္စည်းရောဥပနိဒပစ္စည်းရောဥပကပစ္စည်းရောသာဇာတာပစ္စည်းရောမလေးအများကြီးပဲ24ပစ္စည်းလုံးကမနောရင်းနေဆင်းရဲအောင်ကျေးဇူးပြုတာအဲ့ဒါဆိုရင်ဒုက္ခရှိတယ်ဆိုတာနဲ့အဝိဇ္ဇာလည်းရှိပြီ။နောက်ဓမ္မဆက်ဆိုတဲ့တဏှာဆက်ကလည်းဒုက္ခဆက်ကလည်းလဲ။ဟလာအခုယုံနာအစဉ်မရှိပါဘူးဆိုတော့ဒုက္ခခဏချုပ်တော့လည်းအစဉ်ချုပ်တယ်။ဒုက္ခချုပ်သွားပြီဆိုမနှောရင်ဒုက္ခချုပ်အောင်ဘယ်သူကလုံးမှာ။ဓမ္မပဲလုံးမှာလေ။
အာယုံမှာပဲလောက်မှာ14ပစ္စည်းရဒုက္ခချုပ်တာကအဋ္ဌိပစ္စည်းဒုက္ခနာတိပစ္စည်းဘယ်လောက်ချမ်းသာသွားဟုတ်တယ်မလားဒုက္ခချုပ်တဲ့တရားအာရမဏိကမနောဝိညာဉ်ကြီးကိုဟလာအနန္တပစ္စည်းနဲ့ကျေစုပြုပြီးသမဏပစ္စည်းဆိုအကြာမရှိကျေစုပြုပြီးအညမညဆိုအပြန်လန်ကျေစုပြုပြီးအာယုံဒုက္ခချုပ်ရင်အာရမဏိကလည်းဒုက္ခချုပ်အာရမဏိကဒုက္ခချုပ်ရင်အာယုံကလည်းဒုက္ခချုပ်ဒါကြီးကဓမ္မစရက်လဲသွားဝိပါကပစ္စည်းရောအကျိုးပေးရပါလားလဲယုံနာရှိတယ်ဆိုရင်အဝိဇ္ဇာရှိတယ်ဒုက္ခလည်းရှိတယ်အကျိုးပေးရမနှောရမှာပါလေဒုက္ခပဲလားအာယုံကလည်းဩနာသေးမနှောကလည်းဩနာသေးဟုတ်လားမလားအခုယုံနာမရှိပါဘူးဆိုရင်အဝိဇ္ဇာလည်းမရှိတော့ဩနာသေးရောရှိအောင်လားဩနာသေးမရှိဘူးဆိုဩနာသေးကင်းတဲ့တရားကြီးကမနှောရင်ကိုလည်းဩနာသေးကင်းအောင်ကြည့်စုပြုပြီးဒါမှမဟုတ်ရမနာရမသေးရအောင်ပို့ဆောင်နေတာရှားလူကပို့ဆောင်တာဓမ္မပို့တာဓမ္မပို့ဆောင်တာအာယုံဓမ္မပို့ဆောင်တာဓမ္မပို့ဆောင်မှရောက်တာဓမ္မမပို့ဆောင်မရောက်နိုင်နော်ဒါမှမဟုတ်အမှန်တမ်းကျေးဇူးများတဲ့သာသနာပဲလားဥမိုဒိသာသနာထဲမှာလာပြီးတော့လူလာဖြစ်ခွင့်ရတာအများကြီးချမ်းသာမရဘူးဒါလေးသိချင်နားထောင်နေရင်လည်းဒါပြီးလို့ရှိရင်ဒုက္ခချုပ်တာနဲ့ချော့အောင်လုပ်မှာလားချော့ရနေမှာလားချော့နေနေမှာပေါ့အခုလောဘဖြစ်တာမှန်လားလောဘငြိမ်းတာမှန်လားဒါပေါ့အပြင်ဖြစ်တာကိုအရှိထားပြီးနေမှာလားမရှိဘူးဆိုပြီးငြိမ်းတာနဲ့နေမှာရှိဘူးဆိုဒါပေါ့ငြိမ်းအောင်အားထုတ်ရမှာလားငြိမ်းတာနဲ့နေမှာငြိမ်းအောင်အားထုတ်တဲ့ကိစ္စလိုသေးတယ်မလို့ဒါပြင်အားထုတ်ဖို့ငြိမ်းတဲ့ဒီတရားလာနေမှချမ်းသာအားထုတ်ဖို့ငြိမ်းတာအဲ့ဒါပဲပေါ့ဒါမလောက်ရဘဲနဲ့ငြိမ်းတာဒီတရားလာနေမှချမ်းသာနေမှချမ်းသာဟုတ်တော့လားဒါလို့ရှိရင်ကဲတုံလုံးမှုတွေဖြစ်တယ်တုံလုံးမှုငြိမ်းအောင်လုပ်ရမှာလားတုံလုံးမှုငြိမ်းတာသိမှာဒါပဲပေါ့ငြိမ်းအောင်သိပြီဆိုရင်ငြိမ်းတာသိပြီဆိုရင်ငြိမ်းအောင်လုပ်တယ်လို့သိလားမလို့တော့ငြိမ်းအောင်ငြိမ်းတယ်ဆိုတော့သိရဆိုအာယုံလေလို့အဲ့ဒါပဲပေါ့အာယုံလို့မသိဘဲနဲ့ငြိမ်းတာပဲသိမှာတော့အာယုံလို့သိမှငြိမ်းတာသိမှာဒါပဲပေါ့အာယုံလို့အရာခတ်သိမှန်နေရတယ်အာယုံအမှန်တာပေါ့ဗျာအရာသိခဲ့လို့ရှိရင်ကိုကပိဋိစ္ဆာအဲ့ဒါပဲမှန်တာပေါ့ဆရာဒီဓမ္မစကြာဟောရဲကွာဘုရားကိစ္စညာဟောတာမဟုတ်ကိစ္စပြီးတဲ့ညာပေးတာလေဟုတ်တယ်မလားအာယုံလို့ပဲဟုတ်တယ်သိလိုက်မှန်တာပေါ့အာယုံလို့သိတယ်ဟုတ်တယ်အာလို့သိရင်ဒါကိစ္စပြီးတဲ့ညာရှိရောက်သွားတာပဲဘာမှရှေ့မတိုးတော့မတိုးတော့ဘူးဒါမှမဟုတ်ဆိုအာယုံလို့သိဖို့အတွက်ဝိညာဏပရိညေယဆိုပြီးတော့မှဟာလားအာယုံအာရမဏိကကိုပိုင်းခြားသိပါဘုရားပြောဟုတ်တော့ပိုင်းခြားသိတဲ့အတွက်အာယုံလို့သဘောပေါက်သွားတဲ့အတွက်သိသွားတဲ့အတွက်ဟာလားအခုဒီဉာဏ်ကိုပြောလို့နားလည်သွားတာပေါ့ဟုတ်လားတရားခက်လာမင်းလည်းမခက်ဘူးလွယ်လာမင်းလည်းမလွယ်ဘူးဆရာဒါပေမဲ့အခုကပိုင်းခြားနိုင်ပြီးရင်တော့လွယ်ပါတယ်ပိုင်းခြားနိုင်တဲ့ဉာဏ်ရသွားပြီအာယုံလို့သဘောပေါက်သွားပြီဆိုရင်ဘုရားရှင်သာသနာထဲမှာသူ့တက်လွယ်တဲ့တရားမရှိဘူးဒုက္ခပရိပဒါလို့ပြောတာဟုတ်တော့ခိဗ္ဗပညာလို့ပြောတယ်သူ့လောက်ဉာဏ်တဲ့တရားမရှိသူ့လောက်ချမ်းသာတဲ့တရားလည်းမရှိသူ့လောက်လွယ်ကူတဲ့တရားလည်းမရှိဒီမှာပိုင်းခြားနိုင်ရင်တော့သူ့ရဲ့ခက်တဲ့တရားမရှိခက်ဆုံးဆိုရင်လည်းဝိမု ക്തി ပဲအလွယ်ဆုံးကလည်းဝိမု ക്തി ပဲဒါမှမဟုတ်မဆက်ဆက်နိုင်ဘူးမပိုင်းခြားနိုင်ဘူးဆိုရင်တော့ဒါမှမဟုတ်ပိုင်းပြမှာဖြတ်ပြမှာဟောအရိယာကြီးလို့ပြောတော့ဟုတ်တော့တတ်တဲ့သေးတယ်ဆိုတာအတန်ကြောက်တော့ကောင်းဘူးခေါ်တယ်ဟုတ်တော့တတ်လို့သေးတယ်ဆိုတာအတန်ကြောက်တော့မကောင်းဘူးအခုကကိလေသာတွေကကျွန်တော်တတ်လို့သေးရလားသဘာဝသေးရတယ်သဘာဝသေးတယ်အဲ့လိုနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမချမ်းသာတယ်ပါရှိဦးမှာလေဟုတ်တော့မီးစက်တမီးခဏငိမ့်နေလားအစင်ငိမ့်နေလားသတိထားလို့ငိမ့်နေလားသဘာဝငိမ့်နေလားဒါပြင်ဘုရားရဟနာဖြစ်မှတန်တရားမိဘုံကြီးငိမ့်နေလားဦးကျွန်တော်ကျမတော်မငိမ့်ဘူးလားငိမ့်တယ်အဲ့မိဘုံကြီးကဘယ်ချိန်မှငိမ့်နေအဝိဇ္ဇာကုံသွားရင်ငိမ့်တာပေါ့အာယုလို့သိသွားရင်ငိမ့်တာပေါ့ပိုင်းခြားနိုင်ငိမ့်တာပေါ့သဘာဝသိရင်ငိမ့်တာပေါ့သုံးညမြင်ငိမ့်တာပေါ့ဟောလို့အရှိပြန်ပြောပြတာစကလုံးတွေတူတဲ့စကလုံးအဲ့ဒါမတူတဲ့စကလုံးတွေပဲအဲ့သဘာဝအကုန်တူတူကြီးပဲအဲ့တော့ဘုရားရှင်ကသုံးလုံးသွားတာကောသူ့စကလုံးတွေကအများကြီးသုံးလုံးသွားတာနားလဲကိလေသာလို့သုံးတယ်ယာကလို့သုံးတယ်အာသဝလို့သုံးတယ်သန္တာလို့သုံးတယ်ဝေယောဂလို့သုံးတယ်ဒါကြီးပဲနောက်ဆုံးကြတော့အသုံးနေတာစကလုံးတွေအများကြီးနေပဲတစ်လုံးနဲ့ပဲဥပ္ပန္နခန္ဓာတစ်ခုတည်းကိုပြောနေတာဟုတ်တယ်အဲ့တော့ထတ်ချုံရင်အာယုံတစ်ခုတည်းပြောနေတာအဲ့ဒါပဲအာယုံကိုသိအဲ့ဒါတစ်ခုတည်းနဲ့ပြောနိုင်အာယုံပဲ
တော့အာယုံကိုသိမကန့်ကြီးလူဤတန်နေကိလေသာစိတ်แท้မရှိတာသိတာသောတာပန်ပေါ်တယ်ကိလေသာကစိတ်แท้မရှိလို့ဘယ်ထဲရှိတာကိလေသာစိတ်แท้မှာမရှိဘူးလေကဲဘယ်မှာရှိအောင်ဖြေကြည့်လေအဲ့ဒါဘောအာယုံလို့သိရင်ဒါသောတာပန်နဲ့အပယ်လွတ်တဲ့ပုဂ္ဂိုလ်ပဲစိတ်ကဖြစ်တယ်ဆရာဟုတ်လေအဲ့ဒါတွေပါရှောက်မပြောနဲ့ကိလေသာစိတ်แท้မရှိတာသိတာဒါပဲဖြစ်တဲ့အခါကျတော့ကိလေသာစိတ်แท้ဖြစ်တာလားအာယုံမှာဖြစ်တာဘာလို့စိတ်แท้ဖြစ်လဲစိတ်ကဖြစ်မှာအာယုံရောက်တယ်ဆရာဘယ်ကစိတ်ကဖြစ်ရမှာဒီချာပြန်စဉ်းစားလေကိလေသာဆိုတဲ့သဘာဝကမရှိအောင်ရှိထားမှကိလေသာအာယုံသူငါလို့ဆွဲမှကိလေသာပယ်မှတွယ်မှကိလေသာစိတ်ထဲကဘယ်နာရှိထားမှာဘယ်သူကသူငါလို့ယူမှာလဲဘယ်သူကပယ်မှတွယ်မှာလဲပယ်လို့တွယ်လို့ရရှိထားလို့ရရဘူးလေပြည့်မှမမြင်ရတဲ့ကိစ္စတကယ်ဖြစ်တဲ့တရားကိုဘုရားတော်မမြင်ပါဘူးဆိုမှတော့စိတ်ထဲကိလေသာဘယ်တော့မှရှိမှာဒါစိတ်မှာစိတ်ကြတဲ့တရားတွေပဲရှိရတာဒီကတည်းကဟုတ်တယ်မလူတွေနားမလဲကြတယ်အဲ့ဒါပဲတော့တရားတော့သစ္စာနာခန္ဓာနာတန်ကိလေသာဓမ္မအနုလောမိကခန္ဓာဖိလပ်ပြီးဥပ္ပန္နခန္ဓာ၅ပါးကိလေသာလို့မြင်မယ်ဆိုရင်သစ္စာနဲ့ကြော်ရဉာဏ်ရည်နိဗ္ဗာန်ရလိမ့်မယ်ကွာဆိုဘုရားဥပ္ပန္နခန္ဓာကိလေသာလို့ပြောခဲ့တယ်ဥပ္ပန္နခန္ဓာကလည်းဥပါဒံ၄ပါးနဲ့အာယုံအရေးယုံနာနေနဲ့ပေါင်းမှာဥပ္ပန္နခန္ဓာဖြစ်တယ်လေအဲ့ဖြစ်တဲ့လောဘဒေါသမောဟတွေကိုအရှိလို့ထားမှာသောတာဒိဋ္ဌိကအရှိလို့ယူမှာလားပုဂ္ဂိုလ်တရားဝါလို့သူကယူမှာပယ်မှတွယ်မှသာတယ်အဲ့အာယုံမှာကိလေသာကပုဂ္ဂိုလ်တရားဝါအနေနဲ့ဖြစ်ရတယ်လေဟုတ်တယ်မလားအဲ့ဒီပုဂ္ဂိုလ်တရားဝါနဲ့ဖြစ်ပြီးတော့မဆုံးနိုင်ဘူးမဆုံးမဟုတ်လေသူကစိတ်တွေကလည်းအဲ့လိုရောက်ရခတ်ကြလေဒါကြောင့်အဲ့ဒါမျိုးလားဆရာဟုတ်ပြီတာယူလိုက်တာလေမဟုတ်သူကရောက်ရခတ်တာကရောက်ရခတ်တာတွေ့တာလားရောက်ခတ်မှုငြိမ်းတာတွေ့တယ်ရောက်ရခတ်မှုငြိမ်းတယ်အေးကိုကရှိတယ်ရောက်ခတ်တာရှိတယ်ဆိုတော့တန်ရဲလည်သွားတာရောက်ခတ်တာတခြားလားအာယုံရှိလားရှိတခြားလားနေပါလားရောက်ခတ်တာတွေ့ရလားရောက်ခတ်မှုငြိမ်းတဲ့နေပါတွေ့ရလားကိုကရောက်ရမခတ်ရှင်တော့ရောက်ခတ်တာယူအရှိသွားထားတော့အဲ့လူကပဲရောက်ခတ်မှုမဆုံးတော့မဆုံးတော့အဲမဆုံးတော့ကိုရောက်ခတ်တာကြီးကရောက်ခတ်တာတွေ့ရလားရောက်ခတ်မှုငြိမ်းတာတွေ့ရလားတခြားတွေ့ရလားနေပါတွေ့ရလားရအောင်လုပ်ရသေးလားခြားလားနေပါချမ်းသာနေပါချမ်းအဲ့လိုပါအခြေခံနဲ့နားထောင်ပြီးသားဆိုတော့သိနေပြီးသားအဲ့ဒါလေးတွေကိုတန်တရားကုန်မယ်စမ်းစစ်နိုင်မယ်ဆိုရင်ဒီဟာတွေကကိုယ်အလွယ်တကူပြန်ရမယ့်ဟာတွေတဲ့ဒါလည်းနည်းနည်းလေးပဲကြံတာဟုတ်တယ်အဲ့ဒါဆိုတော့ကိုယ့်အတွက်ကဒီလုံလောက်တဲ့သရုပ်သက်နဲ့ဆုံးသီးထားတယ်ကိုကဒီတရားကြီးလည်းသုတဝါအရိယသာကရှိပြီးသားပဲလေနည်းနည်းလေးကိုကပြန်ဝိပဿနာလုပ်ခုနပြောလို့အလုပ်၄ချက်ကတော့ကိုယ့်ကိုလုပ်အောင်ဆရာသမားလည်းမကယ်နိုင်ဘူးအလုပ်၄ချက်ကလုပ်လေးကနံပါတ်1ကအာယုံနေရာပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့တန်မြတ်ကင်းတဲ့အထိကိုယ့်ကိုတွေးရမယ်အဲ့လွယ်တယ်နော်ဒါလို့ရှိရင်အဲ့ဒါဒီပုဂ္ဂိုလ်တော်မဟုတ်အောင်အထက်သက်ကိစ္စပြီးဆုံးပြီလားဆိုတော့ကိုယ့်အောင်ဆုံးပြဟုတ်အဲ့ဒါကြီးဟုတ်လေရှိရလွယ်နောက်ကအကျိုးတရားကြီးအာယုံနဲ့ပုဂ္ဂိုလ်တော်အစင်မဟုတ်ဘူးလို့သူကတန်မြတ်ကင်းတဲ့ထိသိသွားပြီးမှတော့ပုဂ္ဂိုလ်တော်မဟုတ်အောင်လုပ်တဲ့ကိစ္စအကျိုးတရားကြီးပဲလေပြီးဆုံးသွားပြီရှိရတန်မြတ်ကင်းအောင်လုပ်ဖို့တာကဝိပဿနာလုပ်အောင်အလုပ်လေးလုပ်အောင်ဟာလားအာယုံတွေကအခုမြင်ရလဲအရေးပဲလေအရင်တော့မြင်ရတာဒီကနေ့လာမှာဒါပြန်ခဏရေးလားထာဝရရေးအဲ့ထာဝရရေးလို့သူကသုံးသပ်နိုင်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်တော်မဟုတ်အောင်လုပ်တဲ့ကိစ္စအလိုလိုနေပြီးဆုံးသွားပြီလေရှိရတန်တရားကုန်မို့လို့လားတန်တရားမကုန်လို့သာနောက်ကအလုပ်ကမပြီးဆုံးတာအလုပ်မပြီးဆုံးလို့ကနောက်ကတန်တရားမကုန်ဘူးလို့ပြောရတယ်ရှိရတန်တရားကုန်သွားပြီဆိုနောက်ကအလုပ်ပြီးဆုံးတာအကျိုးတရားကြီးလားဟလာအကျိုးတရားကြီးပါလို့ပြောပြပြီးမှတောက်ပရိသမရှိရင်တော့သူလောရမှာပေါ့ဒါကပြောပြမဲ့တောက်ပရိသရှိသွားပြီဆိုတော့ဟလာတန်တရားကုန်သွားတယ်အလုပ်ကလည်းအော်တိုပြီးသွားပြီပြီးသွားလို့ရှိရင်ဟလာကိုယ်ပိုင်ညာဆိုတာအကုန်လုံးကိုပြည့်လို့ရပါတယ်ဟုတ်တယ်မလားအဲ့လိုပဲဥပ္ပန္နခန္ဓာကြီးကအစဉ်၃ညပါလို့နားလည်သွားပြီဟုတ်လား၃ညပေါ်မှာတန်တရားကုန်သွားပြီ၃ညပါလို့တန်တရားကုန်လာတော့အခုလည်းအရေးတကယ်မှမရှိတယ်ကိလေသာအရေးကြီးတကယ်ကိလေသာမှမဟုတ်ဘူးကိလေသာအရှင်လားအသေးလားသူပါလားအသူပါလားနှိစ္စလားနှိစ္စလားအတ္တလားအနတ္တလားအဲ့ဒါတွေကတခြားပြောတာမဟုတ်ဘူးအဲ့ဓမ္မစကြာမှာနတ္တလက္ခဏာသုံးမှာဖေကပိဿဝိငါ့ကိုဓာရီမေးနေတာဟုတ်တယ်မလားကျန်တာတွေမေးတာလုံနေနဲ့ဟလာယူပန်အနိစ္စံဝါအနိစ္စံအနိစ္စံဗန္တိဟာအလုံးယူနေကြတာပဲ
တိလာပြီးတော့ကိုလည်းဘာမှမသိဘူးဘာလို့မသိတော့ကအနိစ္စဒုက္ခအနတ္တလောက်ပဲအာရုံပြုတာဟုတ်ရှေ့ကယူပန်းဆိုဘာမှမသိဘူးရုပ်ကိုသိချာအဲ့ဒါရုပ်ကိုမပိုင်းခြားဘူးလေအဖေကပြောတဲ့အနိစ္စဖြစ်တဲ့ရုပ်ကဘယ်ရုပ်လဲတကယ်ဖြစ်တဲ့ရုပ်လားအာရုံရုပ်လားအဲ့လိုသိရမှာလေအဲ့လိုသိမှယူပန်းအနိစ္စဝါအနိစ္စဆိုအနိစ္စဗန္တိဒုက္ခဝါဒုက္ခဆိုတော့အာယုံမှာပေါ်တယ်ဆွဲလုံးလို့ဖြစ်တဲ့ရုပ်ကိုပြောတာဆွဲလုံးလို့ဖြစ်တဲ့ရုပ်ဆိုတော့တခြားလားအာယုံရုပ်လားအာယုံရုပ်ဥပါဒံရုပ်အဲ့ဒါဒီကအပြည့်ရုပ်ကိုအောက်ပြီးအဲ့ဒါကိုပထဝီတည်သောအဘောဝါယရုပ်ကြီးလို့ထင်နေတာဟုတ်တယ်မလားပြောတယ်အဲ့တော့အခုကျတော့ပထဝီတည်သောအဘောရုပ်ကြီးကိုပြောတာမဟုတ်ဘူးဆွဲလန်းလို့ဖြစ်တဲ့ရုပ်ကိုပြောတာသေအပေပို့မှာကပထဝီတည်သောအဘောဝါယောဆိုတော့တကယ်ဖြစ်တဲ့ရုပ်ကပို့မှာလားအာယုံဥပါဒံရုပ်ကပို့မှာလားဒါတော့ဒီဥပါဒံရုပ်ကိုပြောနေတာပဲဟာဥပါဒံရုပ်ကအနိစ္စဝါအနိစ္စဆိုအနိစ္စဗန္တိဒုက္ခဝါဒုက္ခဆိုဒုက္ခဗန္တိအတ္တဝါအနတ္တဆိုတော့အနတ္တဗန္တိအဲ့ဒါမှတော့မပါဘူးထပ်ထည့်လိုက်အောင်သူဘဝအတုဘဝဆိုပါထိုင်မှာအတုဘဗန္တိထဲအောင်ဟာအခုအဲ့ဒါမပါဘူးဖြစ်နေတယ်အဲ့ဒါဆိုတော့ကိလေသာတွေကခဏတည်းရလားအစဉ်သေးတယ်အစဉ်သေးတာလေအဲ့ပေါ်မှာတန်မြတ်ကုံသွားပြီဆိုတော့အဲ့ဒါယဟန္တာပဲနောင်မကိုချက်ရှင်းလိုက်နေတယ်ဟုတ်တယ်မလားအာယုံရုပ်တွေအာယုံရိတ်ပြီးပြောတယ်အာယုံကျုပ်ဟုတ်တယ်အာယုံနဲ့ကြီးပြောတာလေဆွဲလိုက်ရဖြစ်တော့ဆိုတာတက္ကိရိဏအကျဉ်းအပြည့်ဆိုတော့ဆွဲလိုက်ရဖြစ်တော့ခန္ဓာ၅ပါးတည်တာဒုက္ခသစ္စာပါဆိုဗျာဓမ္မစကြာမဟောသွားလေဇာတိပိဒုက္ခဇာပိဒုက္ခဗျာတိပိဒုက္ခရဏပိဒုက္ခဒီရှိနေတဲ့သူနဲ့ဝေပြောကောကိုရခြင်းနဲ့ဒုက္ခဆင်းရဲအပိယမရှိကနေသူနဲ့တံပြောကောရှင်တွဲပေါင်းကောဆက်ဆံရခြင်းနဲ့ဒုက္ခဆင်းရဲဇာတိပိဒုက္ခဘယ်ဇာတိလဲဟုတ်ဥပဒနာကနာဇာတိဇာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခဘယ်ဥနာတိလဲဥပဒနာရဲ့ဥနာတိလေယံပစ္စယနာလမတိအကျဉ်တောင်းတတိုင်းမရရင်းသည်လဲဘယ်ဟာတွေတောင်းတတာဥပဒနာကနာလေဟုတ်တယ်မလားအင်္ဂလိပ်နာအကျဉ်းပြဆိုတော့အထက်ပါ9ချက်တို့စုပေါင်းသောဥပဒနာခန္ဓာသီးသားလေဟလားအရိယတို့တိအပ်တဲ့ဟလားဆက်ဆုပ်စရာရွံ့ရှာစရာအစ်စ်ဖြစ်တဲ့ဒုက္ခသစ္စာဖြစ်ပါတယ်လို့ဘုရားဟောတာလေတော့အဲ့ဒီဒုက္ခသစ္စာဖြစ်တဲ့အဲ့ဆွဲလန်းလို့ဖြစ်တဲ့ဥပဒနာခန္ဓာကြီးရောကဲအနိစ္စလားအနိစ္စလားဒုက္ခလားဒုက္ခလားအတ္တလားအနတ္တလားသုဘလားအသုဘလားအဲ့ဒါဆိုရင်ခဏနိဗ္ဗာန်လားထာဝရနိဗ္ဗာန်လားထာဝရနိဗ္ဗာန်နတ္တလက္ခဏာသုံးတဲ့ဓမ္မစကြာကြီးကိုဘုရားရှင်အယူချပြပြီးတော့ရဟနာဘောရောက်သွားကြတယ်ဟလားကိုလည်းဥဒါလေးဟလားရှင်းတော့မှဘုရားမိတာဖြစ်နေတာမဟုတ်ဘူးဒါအခုတပ္ပရိသမိကလည်းပြန်ပြင်းနိုင်အတူတူပဲလေဒီတော့ပြန်နေတာကိုအောင်လို့ဒါဒီသဘောတဘာဝညာဖြစ်သွားပြီဆိုရင်ရှင်းတော့မှကျွတ်တန်းဝင်တာမဟုတ်ဘူးလေကျွတ်တန်းဝင်တယ်ရှင်းတော့မှအပယ်လွတ်တာမဟုတ်ဘူးလေလွတ်တယ်ရှင်းတော့မှတဏှာရတာမဟုတ်ဘူးလေရတယ်လေရှင်းတော့မှနိဗ္ဗာန်ဝင်တာမဟုတ်ဘူးလေဝင်တယ်လေထာဝရဝင်တာမဟုတ်ဘူးခဏဝင်တာမဟုတ်ထာဝရဝင်တယ်လေအဲ့ဒါတရားကုံတော်နဲ့ကန့်ညီနေတဲ့တဏှိတိကအဂါတိကဓမ္မတွေပဲဟုတ်တယ်အဲ့ဒါဘာမှစိုးရိမ်ကြမရှိဘူးလို့ပြောတယ်ဟုတ်လားတန်တရားခီးတဲ့တို့တန်တရားခီးတဲ့တို့ဒီဝေကြီးကွယ်ပြည့်စင်ကြတော့ကွယ်ဆူရဲ့စဝိုင်းကြီးကိုတွေ့ပတ်ခါသွားကြလိတဲ့တန်တရားခီးတဲ့တန်တရားခီးတဲ့တွေကရှင်မြတ်ခဏများရဲ့ချပမလူလက်ပရင်နဲ့သာသမီမယားတွေ့ရတဲ့ဝီရှာတဲ့အခက်ဝီရှာမအေးတဲ့လောဘဒေါသရှင်ကမောဟတွင်မှဝိစင်းနေတောကဝင်းကညွတ်ကွင်းလူကင်းကြလီတဲ့30ဘုံဆုံးဆန်းကူတယ်ယူတယ်ဘဝရီတန်တရားလေး